ကောင်းကင်ပေါ်မှာငကားတစ်ကောင်စမ်းသပ်မှုမအောင်မြင်ပဲအောက်ကိုတိုက်ရိုက်ကျလာခဲ့တယ်။အဲ့ဒီအချိန်လူစီကမတော်တဆမြင်လိုက်တယ်။ငကားကအသက်မသေးခင်အနှင်းငယ်သာကြံနေတော့တယ်။လူစီမကြောက်ဘူး။ငကားကိုဆွေးပြီးပင်လဲလဲထဲကအသက်ကယ်လိုက်တယ်။ဒီနေ့လှုပ်လိုက်တဲ့ကုသိုလ်ကသူမဘဝကိုအစဉ်အမြဲပြောင်းလဲသွားစေမယ်ဆိုတာသူမမသိခဲ့ဘူး။နှစ်အနှဲငယ်ကြတော့ကောင်းကင်ဖျားရဲ့အပြစ်ဒဏ်ကြာရောက်လာပြီးမိတွေ6သွေးလူတွေဆင်းရဲဒုက္ခခံစားရတယ်။လူလောကဘယင်ကမိုးရွာစေခြင်းလို့ဂုံတိခါရှိတဲ့မင်္ဂလီ69ယောက်ကိုပူဇော်ပြီးငကားမင်းရဲ့တမားတော်ကလေးမွေးဖွားနိုင်ရင်ကဘာကြီးကိုကဲတင်နိုင်မယ်လို့မျှော်လင့်ခဲ့တယ်။ဒါပေမဲ့ငကားမင်းကမင်္ဂလီတယောက်ကိုဘယ်တော့မှမမေ့နိုင်ခဲ့ဘူး။သူ့အတွက်အိမ်တော်ရေးစီစဉ်ထားတာကိုဘလို့ပဲဖြစ်ဖြစ်ညှင်းဆန်ခဲ့တယ်။ထွက်သွားမဲ့အချိန်မှာမိုးကြီးကိုမောက်ကြည့်လိုက်တော့နှစ်ပေါင်းများစွာရှာဖွေနေတဲ့မင်္ဂလီက69ယောက်ထဲမှာပါနေတာကိုမြင်လိုက်ရတယ်။မဆောင်နိုင်တော့ပဲချက်ချင်းပြန်တန်းပြီးသူ့မကိုတွားရှာခဲ့တယ်။အဲ့ဒီအချိန်မင်္ဂလီကရွေးချယ်မခံလို့အိမ်ပြန်ပို့ခံလိုက်တယ်။အဖေကမိသားစုတစုလုံးထိကြိုက်မယ်လို့ကြောက်ပြီးသူမကိုဘယင်နာလူလီနဲ့လက်ထပ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။မိသားစုအတွက်ကောင်းစကားပြောနိုင်မယ်လို့မျှော်လင့်ခဲ့တာပါ။သူတို့ကသူမကိုစေးတိုက်ပြီးလီရဲ့အခန်းထဲပို့လိုက်တယ်။သူမရဲ့အဖေမဲ့မှုကိုယူတော့မဲ့အချိန်မှာပဲငကားမင်းရောက်လာပြီးသူမကိုကဲလိုက်တယ်။လီကတစ်ချက်ထဲနဲ့တေဆုံးသွားခဲ့တယ်။သူ့တကူလုံးပူလောင်နေတယ်။အစောပိုင်းမှာအစာထဲဆေးခတ်ခံထားတာ။ငကားမင်းမှာမလုံမဖြစ်လောက်ရတော့တယ်။သူကိုယ်တိုင်သူမကိုကူတာလိုက်တယ်။နောက်နေ့မနေ့နိုးတဲ့အချိန်ညတညလုံးအလွန်လှတဲ့အမျိုးသားနဲ့အတူရှိခဲ့တာကိုသိလိုက်တယ်။သူကပြောလိုက်တယ်။မင်းကကေခဲ့တဲ့ငကားလေးပါ။အခုတော့နာကငကားမင်းသားဖြစ်နေပြီလို့ပြောတယ်။နှစ်ပေါင်းများစွာသူမကိုရှာဖွေနေခဲ့ပြီးနေရာတင်လက်ထပ်ခွင့်တောင်းလိုက်တယ်။ကဘာ3ပါးထဲမှာအကြီးဆုံးမင်္ဂလာဆောင်လွတ်ပေးမယ်လို့ကတိပေးခဲ့တယ်။သူမဝမ်းသာစွာလက်ခံလိုက်တယ်။ဒါပေမဲ့သူထွက်သွားပြီးမကြာခင်ဝမ်းပိတ်မှာနာကျင်မှုပြင်းထန်လာတယ်။အဖေဝင်လာပြီးဘာမှမမေးပဲပါးရိုက်လိုက်တယ်။အမဲနဲ့တရားနဲ့ကိုဝင်ရှိလာဘလို့ဖြစ်နိုင်တယ်လဲလို့ဆဲဆိုခဲ့တယ်။သူမရှင်းပြဖို့ကြိုးစားပေမဲ့အမေကဖြစ်ပြောလိုက်တယ်။မိစ္ဆာနဲ့အထူနေလို့မေးဖြစ်မယ်လို့အဖေကသူမရဲ့အဆင့်အတန်းကိုဖယ်ရှားပြီးအောက်ခြေအလုပ်သမားအဖြစ်လှုပ်ခိုင်းလိုက်တယ်။အဲ့ဒီအချိန်ငကားမင်းကအဖေစီသွားပြီးလက်ထပ်မယ်လို့ကြေညာပြီးချစ်ချင်းအိပ်ပျော်သွားခဲ့တယ်။ငကားတွေကအချစ်ပြီးရင်အနှစ်10ထိနက်နက်ချင်းချင်းအိပ်ပျော်တတ်တယ်။အဲ့ဒီ10နှစ်တွင်သူမကဝမ်ကြီးနဲ့မြို့တစ်မြို့လုံးရဲ့ဟာတဖြစ်သွားခဲ့တယ်။မိစ္ဆာကိုမွေးထားတာလို့လူတိုင်းပြောကြတယ်။10နှစ်လုံးကလေးမမွေးနိုင်ခဲ့ဘူး။တနေ့ရေတွင်းသားမှာဝမ်းတဲ့ကငကားကလေး2ယောက်မခံနိုင်တော့ဘူး။အမေရဲ့နာချီမှုကိုမြင်ပြီးမမွေးတင်ပဲတိမြင်နိုင်နေပြီ။သူတို့ရဲ့အင်ကားနဲ့6သွေးနေတဲ့ရေတွင်းမှာရေပြန်ထွက်လာတယ်။လူတိုင်းဒူးထောက်ပြီးငကားမင်းကိုခြေစူးတင်ကြပေမဲ့ရေယူချင်းမှာတော့သူမကိုတွန်းလှည့်လိုက်တယ်။ဆန်နစ်ကိုဝင်းဆိုတာမိစ္ဆာပဲလို့ယုံကြည်ပြီးရေကိုမထိခိုင်ဘူး။သူမကိုတွန်းလှည့်တဲ့အချိန်ငကားကလေးတွေထပ်မံလှုပ်ရှားတယ်။ရွာလူတွေရေကန်တွေကရေအကုန်းပြောက်ပြီးသူမရဲ့ပုံထဲမှာနဲ့ရေပေါ်လာတယ်။သူမပုံကိုကင်ပြီးအိမ်ပြေးပြန်လာတယ်။ဒါပေမဲ့မိသားစုတွေကရေကိုမပေးဘူး။တုတ်တွေကင်ပြီးဘသူကမင်းရဲ့အပြည့်မဲ့မှုကိုယူသွားခဲ့တာလဲလို့မေးတယ်။အဲ့ဒီအချိန်အမေလေဝမ်းကြီးနဲ့ဝင်လာတယ်။သူမရဲ့ခင်မင်းကရေယာတုရှိပြီးနန်းစော်ရေပြည့်တဲ့လဲကိုခေါ်လာတယ်။မိသားစုဝမ်းသာသွားကြပြီးသူမကိုပိုးပြီးမုန်းလာတယ်။အမေကပြောလိုက်တယ်။မင်းကိုပင်ရပြီးနောက်ဘေးရန်တွေအားရပိုဆိုးလာတာဝမ်းငင်းကမစ်ဆာကြောင့်ပဲလို့ပြောတယ်။သူမရှင်းပြချိန်မှာလမ်းလျှောက်ဖုံးကြီးတယောက်ရောက်လာတယ်။သူမကိုမြင်တာနဲ့ချက်ချင်းဒူးထောက်လိုက်တယ်။စင်စင်တော်ဝိညာဉ်ကိုဂါရဝပြူပါသည်။သူကပြောလိုက်တယ်။ကဘာကဲတော့နတ်ကလေးမွေးတော့မယ်အနှစ်26သွေးမှုအဆုံးတတ်မယ်လို့ဒါပေမဲ့အမေကကိုပြောတဲ့ထင်ပြီးရွာလူစေးကိုလိန်ပြောလိုက်တယ်။ငကားမင်းကငါ့ကိုအိမ်မက်တွေ့တယ်ငါကလေးကကဘာကဲဖို့နတ်ကလေးလို့ပြီးတော့အမေကိုဆဲဆိုပြီးဘေးရန်ရဲ့အားလုံးကသူမရဲ့မိစ္ဆာကလေးကြောင့်ပဲလို့ပြောတယ်။ရွာလူစေးမတိနာစင်းနဲ့သူမကိုဖိုင်းပြီးတတ်ဖို့ပြင်းနေကြီးမှာဘယင်ရောက်လာတယ်။သူမကဲသိမယ်လို့ထင်ပေမဲ့အမေကအမှန်တရားကိုလှည့်ပြောလိုက်တယ်။ဘယင်ကောင်သူမမိစ္ဆာမွေးတယ်လို့ယုံကြည်ပြီးငကားမင်းရဲ့ရုပ်တုရှေ့ဆွဲခေါ်သွားတယ်။အဲ့ဒီချီအလင်းလောင်9လောင်ကြောက်လာတယ်။ငကားမင်းအိပ်ပျော်ခြင်းမှနိုးလာခဲ့ပြီးသူမစီဟုချက်ချင်းပြန်ထမ်းလာတယ်။အကြီးဆုံး3ယောက်လဲနတ်အန်ဒီရဲ့ကိုခံစားပြီးကဘာကဲဖို့နတ်ကလေးမွေးတော်မယ်လို့တည်သွားကြတယ်။ဒါပေမဲ့သူတို့မြင်လိုက်တာကအမေနဲ့လူတွေကသူမကိုဒူးထောက်ခိုင်းပြီးမရက်မတန်တွန်းနေတဲ့မြင်ကွင်းပါပဲ။သူတို့မသိခဲ့ဘူး။ဒီလိုဆက်လို့ရင်ကဘာကြီးကိုဖျက်ဆီးမဲ့အန်ဒီ